ဆိုတော့ဒီနေ့ကျမတို့ဆွေးနွေးမှာကကလေးဘဝရဲ့အသွင်ကူးပြောင်းမှုအကြောင်းပါကစားကွင်းတွေကိုအခြေခံတဲ့ကလေးဘဝကနေ ဟုတ်ကဲ့ phone screen တွေကိုအခြေခံတဲ့ကလေးဘဝဖြစ်ဘလို့ပြောင်းသွားလဲဆိုတာမျိုးပေါ့ အဲ့ဒါပါပဲဒီပြောင်းလဲကအခုကြားနေရတဲ့ဆက်ကြောသက်တွေရဲ့စိတ်ကြမ်းရဲ့အချက်အသေးနဲ့ဘလို့ဆက်ဆက်နေလဲဆိုတာကိုလေ့လာကြမှာပါဒီအချက်လက်တွေကတော့ Jonathan Haidt ရဲ့ The Anxious Generation စာအုပ်အကျဉ်းချုပ်ကနေရယူထားတာဖြစ်ပါတယ်ဟုတ်ပါတယ်ဗျာဒီနေ့ဆွေးနွေးမှုမှာအဓိကကြားတဲ့အငြင်းအခုံးတွေဒီအကြတဲတဲ့နောက်ွယ်ကအကြောင်းရင်းတွေနဲ့လက်တွေ့ကြားတဲ့အဖြေတွေကိုလေ့လာတော့မှာပါအဓိကတော့ the great rewarding လို့ခေါ်တဲ့ဖြစ်စဉ်ကြီးကိုနားလည်အောင်စူးစမ်းဖို့ပါပဲ The Great Rewiring ဟုတ်ပါတယ်မျိုးဆက်တစ်ဆက်လုံးရဲ့ကလေးဘဝကိုအကြီးကျယ်ပြန်လဲပုံစံချခဲ့တဲ့ဖြစ်စဉ်ကြီးပေါ့ဘာကြောင့်ကလေးတွေဟာလက်တွေ့ကဘာမှာအကားအကွယ်လွန်ခဲ့ဆိုပေးခံရပြီ Digital ကဘာမှာတော့အကာအကွယ်မဲ့လွတ်ထားခံရတယ်လေဆိုတော့ဟုတ်တယ်အဲ့ဒီထူးဆန်းတဲ့ရှင်းအောင်မညီမှုကိုစစ်စစ်ဆက်ဆက်လေ့လာကြမှာပါ ကောင်းရှင်ဒါဆိုရင်လေဒီပြဿနာကိုပိုပြီးလက်တွေ့ကြနားလည်နိုင်မှုဖိကြမန်ဇလန်တချို့ကိုကြည့်ကြရအောင် Boston က Emily ဆိုတဲ့14နှစ်ရွယ်ကောင်းမလေးတယောက်ရဲ့အဖြစ်ကတော်တော်စိတ်မကောင်းစရာပဲ ဟုတ်ကဲ့ သူမိဘတွေက Instagram သုံးတာကိုကန့်သက်ဖို့ကြိုးစားတဲ့အခါသူကဖုန်းထဲကစောင့်ကြည့်ရဲ့ software ကိုတော့ပိတ်ပစ်လိုက်ပြီးတော့ပြန်ဖွင့်ရင်ကိုတေချောင်းကြမယ်လို့ချင်းချုပ်ခဲ့တယ်ဆိုတာက မိဘတွေကတကယ်ကိုအကြက်အတဲပဲဗျာ ဟုတ်ပါပဲနောက်ပြီး electronics ပစ္စည်းမပါတဲ့နွေရဖေးစခန်းကနေပြန်လာတော့သူကပိုချမ်းမာတဲ့ပုံစံဖြစ်နေပြီမဲ့ဖုန်းပြန်ကိုက်လိုက်တာနဲ့စိတ်တူဒေါ်လာထွက်တာတွေပြန်ဖြစ်လာခဲ့တယ် ယောက်ျားလေးတွေမှာလည်းအလားတူပဲဗျာ James ဆိုတဲ့ autism အပြောအစားရှိတဲ့ကောင်လေးတယောက်က COVID-19 ကာလအတွင်း Fortnite game ဆွဲသွားတယ်အဲ့ဒီနောက်ပိုင်းမှာစိတ်တက်ကြတာဒေါသထွက်လွှဲတာတွေဖြစ်လာခဲ့တယ် သူမိဘတွေက game ကစားချိန်ကိုကန့်သက်ဖို့ကြိုးစားတဲ့အခါတော့ game ဖြစ်လာရတဲ့လက္ခဏာတွေကအယံပြင်းထန်ပြီးသူတို့လည်းပါလို့ရမှန်းမသိဖြစ်ခဲ့ရတယ်လို့ဆိုရတယ် James ရဲ့အဖြစ်မှာဆိုရင်သူ့မှာ online game ကပါကလွဲပြီးတခြားတငယ်ချင်းမရှိတော့ဖုန်းသိမ်းလိုက်တာကသူ့ကိုပို့ပြီးအထီးကျန်ဆဲခဲ့တယ်ဆိုတော့ရှစ်တိုးလက်ခတ်နောက်ဆိုလက်ခတ်အခြေအနေမျိုးပဲနော် အဲ့ဒါဘောဒီလိုဖြစ်ရတဲ့ကတဦးတယောက်တည်းကြုံရတာမဟုတ်ဘူးဆိုတာရှင်းပါတယ် ဟုတ်ကဲ့အချက်အလက်တွေကတော့ဘာကိုပြနေတယ်လဲရှင် အချက်အလက်တွေကတော်တော်လေးကိုတုံလို့ဆရာကောင်းပါတယ်ဗျာ2010ခုနှစ်ဝန်းကျင်ကစပြီးဆဲကြောသက်ဒီမှာစစ်ကြယောဂါနဲ့စိုးရင်စိတ်လုံကဲမှုတွေတိတိတသာမြင့်တက်လာခဲ့တယ်အထူးသဖြင့်မင်းကလေးတွေမှာပိုများပါတယ် မင်းကလေးတွေမှာပိုများတယ် ဟုတ်ပါတယ်အမေရိကန်ရဲ့စစ်တမ်းတစ်ခုအရ2010နဲ့2016ကြားမှာဆဲကြောသက်စစ်ကြယောဂါဖြစ်ပွားနှုန်းဟာ20တက်လာခဲ့ပါတယ်ဒါကအမေရိကန်မှာတင်မဟုတ်ဘူးဗျာ အော်တခြားနိုင်ငံတွေမှာတော့ပဲလား ဟုတ်တယ်ကနေဒါ UK Australia တို့လိုနိုင်ငံတွေမှာဖြစ်နေတဲ့ကမ္ဘာလုံးဆိုင်ရာဖြစ်စဉ်တစ်ခုပါ ဒါပေမဲ့ခဏလေးရှင်ဒီစိတ်ချမ်းသာရေးပြဿနာတွေက smartphone တွေကြောင့်တက်ထချပြောလို့ရပါမလားအင်းဟစ်ကစက်ကြတက်တယ်မှာလဲသူတို့ခင်းတဲ့သူတို့စိုးရင်ပူပန်မှုတွေရှိကြတာပဲမဟုတ်လား ဟုတ်ကဲ့ဟုတ်ပါတယ် စာမေးပွဲဖျားတွေစီးပွားရေးချင်တွေလိုမျိုးပေါ့ဘာလို့ဒီတစ်ခေါက်ကပိုထူးခြားနေရတာလဲ ဒါကအရန်ကောင်းတဲ့မင်းဟုံးပါပဲတခြားအကြောင်းရင်းတွေလည်းရှိနိုင်တာပေါ့ဒါပေမဲ့ဒီအချက်လက်တွေမှာထူးခြားတာတစ်ခုကအဲ့ဒီစိတ်ကျမ်းမာရေးပြဿနာတွေမြင့်တက်လာတဲ့အချိန်ဟာ အချိန်ကာလနဲ့တိုက်ဆိုင်နေတာမျိုးလား အတိအကျပဲဗျ smartphone တွေအထူးသဖြင့် selfie တွေခေတ်စားစေခဲ့တဲ့ရှေ့ကင်မရာပါတဲ့ iPhone 4 နဲ့ Instagram တို့လို social media တွေလူငယ်တွေကြားမှာအသုံးသွင်းကြလာတဲ့2010နဲ့2012ကြားခါလာနဲ့တိုက်ကြိုက်ချက်တူကြီးလေတာပါပဲတခြားပဲအကြောင်းအရာကမှဒီလောက်တိကျတဲ့အချိန်ကာလနဲ့ကိုက်ညီမှုမရှိဘူးဒါကြောင့်ဒါကို the great rewiring လို့ခေါ်ကြတာပေါ့ The Great Rewiring ဆိုတဲ့အသုံးလုံးကိုသဘောကျတယ်ရှင်ဒါပေမဲ့ဒီပြဿနာကနီးပြညာတစ်ခုတည်းအကြောင်းမဟုတ်ဘူးလို့လဲဆိုထားပြန်တယ်နော် ဟုတ်ပါတယ်ဒီနေရာမှာအဓိကကြတဲ့ user ချက်ကတော့ဒီပြဿနာဟာအချက်နှစ်ချက်ပေါင်းစပ်ပြီးဖြစ်လာတာပါတစ်ခုကတော့ကလေးတွေကိုလက်တွေ့ကပ္ပမှာအလွန်အကျွမ်းကောက်ွယ်ဆောင်ရှောက်လာတဲ့ safetyism လို့ခေါ်တဲ့အတွေ့အခေါ် Safetyism ဟုတ်ပါတယ်နောက်ကချက်ကတော့သူတို့ကို digital ကပ္ပမှာအကာအကွယ်မဲ့လွတ်ထားတာပါဒါကတော်တော်ထူးဆန်းတဲ့အခြေအနေပါ တကယ်ပဲရှင်းတော့မညီတဲ့အခြေအနေပဲနော် ဟုတ်တယ်မလားတစ်ဖက်မှာကလေးတယောက်တစ်ပင်တက်တာကိုရံအရန်ဆူရင်ပြီးပတိတွေ helmet တွေအပြည့်နဲ့ကာကွယ်ပေးထားကြတယ်ဒါမဲ့တစ်ဖက်မှာကြတော့ အဲ့ဒီကလေးကိုပဲဘာအကာအကွယ်မှမပါပဲ online ပေါ်ကလူစိမ်းတွေအနိုင်ကျင့်မှုတွေမမြင်နိုင်တဲ့အန္တရာယ်တွေအများကြီးရှိတဲ့ digital ကဘာတွေကိုလွတ်ထားလိုက်ကြတယ် အဲ့ဒါပါပဲလက်တွေ့ကဘာမှာဒူးပေးမှာကိုစူရင်ပြီးမဲ့ virtual world မှာနှလုံးသားခြေခွဲမှာကတော့ဂေရုမဆိုင်သလိုဖိနေတာပေါ့
ကောင်းပြီဒါဆိုရင်ဖုန်းကိုအခြေခံတဲ့ဘဝကဘလို့နီးလန်းညင်နဲ့ထိခိုက်စေတယ်လဲဆိုတာကိုတစ်ခုချင်းစီလေ့လာကြည့်ကြရအောင်အရင်အမြင့်တင်ထဲမှာအခြေခံချက်တဲ့ထိခိုက်မှုလေးမျိုးကိုဖော်ပြထားတယ်နော် ဟုတ်ပါတယ်ပထမတစ်ခုကလူမှုရေးအထက်အထီးကျန်ခြင်း social deprivation ပါ smartphone သုံးချိန်များလာတာနဲ့အများသူငယ်ချင်းတွေနဲ့လူချင်းတွေ့ဆုံတဲ့အချိန်တွေတိတိတသာနေပါလာပါတယ် ဘလို့အထိနေသွားတာလဲရှင် 2012ခုနှစ်မှာ American စက်ကြောတတဲ့ဟာသူငယ်ချင်းနဲ့နေ့စဉ်ပြန်မြမိနစ်120ကျော်တွေ့ဆုံခဲ့ပေမဲ့2019မှာတော့အဲ့ဒီအချိန်က69မိနစ်အထိထိုးကျသွားခဲ့ပါတယ် ဝေါတဝက်နီးပါးလောက်ကြာသွားတာပဲတနေ့မှနာရီဝက်ကြော်ကြော်လောက်ပဲတငယ်ချင်းနဲ့လူချင်းတွေ့တော့တယ်ဆိုတာကတော်တော်နားတော့ကြပဲ အဲ့ဒီလိုလူမှုရေးအထီးကျန်မှုကနေစိတ်ပိုင်းဆိုင်ရာပြဿနာတွေဆက်ဖြစ်တာကတိတ်မဆန်းတော့ဘူးပေါ့ဗျာ ဟုတ်ပါရဲ့လူချင်းတွေ့ဆုံမှုတွေကစိတ်ခံစားမှုဆိုင်ရာဖွံ့ဖြိုးမှုအတွက်မရှိမဖြစ်လိုအပ်ပေမဲ့အခုတော့အဲ့ဒီအခွင့်အလမ်းတွေဆုံးရှုံးနေကြတာပေါ့ အတိအကျပါပဲဆိုတော့လူမှုရေးအထီးကျန်လာပြီတငယ်ချင်းတွေနဲ့အဖြစ်မှမတွေ့တော့ဘူးဆိုရင်အဲ့ဒီအချိန်ဒီမှာကလေးတွေကဘာလုပ်နေမလဲ ဖုန်းသုံးနေကြမှာပေါ့ ဟုတ်တယ်အထူးသဖြင့်ညဘက်တင်မှာပေါ့ဒါကနောက်ပြဿနာတစ်ခုဖြစ်တဲ့အရေးပြတ်ခြင်း sleep deprivation ကိုဖြစ်စေတော့တာပဲ အေးရတဲ့ရောက်မှာဖုန်းသုံးတာကတော့လူကြီးတွေတောင်ဆွဲနေတာပဲလေကလေးတွေဆိုပိုဆိုးမှာပေါ့ မမရအဲ့ရမဝင်ခင်ဖုံးသုံးတာကအိတ်ဆက်ခြင်းကိုနဲစေုံတာမကအိတ်ဆက်မှုအရေးတွေးကိုပါကြဆန့်စေပါတယ်ဒါကသူတို့ရဲ့အာယုံဆူဆိုင်နိုင်စွာမှတ်ဉာဏ်နဲ့စိတ်အခြေအနေကိုတိုက်ရိုက်ထိခိုက်စေတယ် ဟုတ်ကဲ့ တတိယထိခိုက်မှုကအာယုံဆူဆိုင်မှုပြန်ကျခြင်း attention fragmentation မှာစေကြတဲ့ရဲ့ဦးနောက်ကဖွံ့ဖြိုးစေအစမှရှိနေတော့မို့အာယုံဆူဆိုင်နိုင်စွာကအားနေနေပါသေးတယ်ဖုန်းတွေက notification တွေနဲ့အဆက်မပြတ်အာရုံနှောင်းစေလို့လား ဟုတ်ပါတယ်အချက်ပေးတဲ့နေ့ message တွေနဲ့အဆက်မပြတ်အာယုံနှောင်းစေတဲ့အတွက်အာယုံဆူဆိုင်မှုကိုအစိတ်စိတ်မွားမှာဖြစ်စေပါတယ် ဒါကစာသင်ခန်းနဲ့မှတ်မဟုတ်ဘူးထင်တယ်အလုပ်လုပ်နေရင်းနဲ့တော့ဖုန်းက notification တစ်ခုဝင်လာတာနဲ့လုပ်နေတဲ့အလုပ်ကိုမေ့သွားတာမျိုးလေအားလို့ကြုံဖူးကြမှာပါ ဟုတ်ပါတယ်ကလေးတွေရဲ့ဖွံ့ဖြိုးဆဲဦးနောက်တို့ဆိုပိုဆိုးမှာပေါ့လေးလာမှုလေးရာစာသင်ခန်းနဲ့ဖုန်းယူလာတဲ့ကျောင်းသားတွေဟာပညာရေးမှာပိုပြီးညံ့ဖျင်းတယ်လို့တော့တွေ့ရှိရတယ်ဗျာ နောက်ဆုံးတစ်ခုကတော့ရှင် နောက်ဆုံးတစ်ခုကတော့အားလုံးသိကြတဲ့ဆွဲလန်းခြင်း addiction ပါပဲ social media app တွေကို long ကစားဆက်တွေလိုပဲ design ထုံထားတာ long ကစားဆက်တွေလို့ ဟုတ်ပါတယ်အသုံးပြုသူကိုမမျော်လင့်ပဲဆူလာဥပမာ like တို့ comment တို့ပေးပြီးဆွဲလန်းအောင်တမင်တကာလှုပ်ထားတာဒီလို dopamine လို့ခေါ်တဲ့ပျော်ရွှင်စေတဲ့ဓာတ်ထွက်အောင်လုံဆော်တဲ့စနစ်ကဖွံ့ဖြိုးဆဲဆယ်ကျော်တဲ့ဥနှုတ်တွေကိုအလွယ်တကူဆွဲလန်းစေပါတယ် ဆိုတော့အက်ကက်ထဲမှာ long ကစားဆက်တစ်လုံးအမြဲဆောင်တာတလို့ပဲပေါ့ဒီထိခိုက်မှုလေးမျိုးလူမှုရေးအရာအထီးကျန်တာအရေးပြက်တာအာယုံမဆိုင်နိုင်တာဆွဲလန်းတာပေါင်းဆက်လိုက်တဲ့အခါမျိုးဆက်တစ်ဆက်လုံးရဲ့စိတ်ကျန်းမာရေးပေါ်မှာကြီးမားတဲ့သက်ရောက်မှုတွေဖြစ်ပေါ်လာတာကိုတွေ့ရမှာပေါ့ ဟုတ်ကဲ့ ဒါမဲ့ဒီအချက်တွေကလူတိုင်းရဲ့ပုံမှာတပုံစံနဲ့တက်ရောက်တာမဟုတ်ဘူးလို့လည်းဆိုပါတယ်အထူးသဖြင့်မင်းကလေးတွေနဲ့ယောက်ျားလေးတွေကြားမှာကွာခြားမှုတွေရှိတယ်နော် ဟုတ်တယ်ဗျာမင်းကလေးတွေကပိုပြီးထိခိုက်ခံရလွယ်တာကိုတွေ့ရတယ်အရင်မြစ်ထဲမှာပါတဲ့ Alexis Spence ရဲ့ဇလန်ကိုပြန်ကြည့်အောင်သူကအသက်ဆယ်နှစ်မှာ Instagram စာတုံးခဲ့ပြီး algorithm ကသူ့ကိုကိုလက်ချန်ခိုင်ရဲ့ posting အနီးအစားတော့ပုံစံနောက်ဆုံးမှာ anorexia လို့ခေါ်တဲ့အစားတော့ပြည့်ချယောဂါကိုအားပေးတဲ့ post စီကိုတဖြည်းဖြည်းတွန်းပို့တော့ခဲ့တယ် ချောက်စီရကောင်းလိုက်တာဘာကြောင့်မင်းကလေးတွေကပိုပြီးထိခိုက်လွယ်ရတာလဲရှင် အဓိကအကြောင်းရင်း၃ချက်ရှိပါတယ်ဗျာပထမတစ်ခုကလူမှုရေးအရာနိုင်ရှင်ခြင်း social comparison ပါမင်္ဂလိတွေရဲ့ကိုတန်ဖိုးထားမှုဟာရုပ်ရည်အသွင်ပြင်းနဲ့ပိုပြီးဆက်ဆက်နေလေရှိတယ် Instagram လို့ပုံရိပ်ကိုခြေခံတဲ့ social media တွေကလက်တွေ့မကျတဲ့အလအပဆက်နှုံးရီကိုပိုပြီးပြင်းထန်စေတာပေါ့ ဟုတ်ပါတယ်ဒုတိယအချက်ကဆက်ဆံရေးကိုပြစ်မှတ်ထားတိုက်ခိုက်ခြင်းပါ relational aggression ဆိုတာကိုနည်းနည်းရှင်းပြပေးပါဦးဒါဆိုရင်အရင်လုံးကအကြောင်းမှာ꿰ရမှာအတင်းပြောတာမျိုးကိုအခု internet ပေါ်မှာလူသိရှင်ကြားပို့ချဲပြန့်လွတ်လို့ရသွားတဲ့သဘောလား အဲ့ဒါတီတီကြပဲပြီးတော့ခြေရောက်ခံမှုလည်းပိုခက်တော်လာပေါ့ online မှာကောလာဟာလာဖြန့်တာအုပ်စုဖွဲ့ချင်းတာလိုမျိုးအနိုင်ကျင့်မှုတွေကပို့လွယ်ကူလာတယ် တတိယအချက်ကတော့ တတိယအချက်ကစိတ်ခံစားမှုကူးစက်ခြင်း emotional contagion မှာမင်္ဂလိတီဟာသူတို့ရဲ့စိတ်ခံစားချက်တွေကိုပိုပြီးပုံပေါ်လင်းလင်းမျှဝေတတ်ကြပါတယ်ဒါကပေါင်းတင်ဆက်ဆံရေးမှာအားသာချက်ဖြစ်ပေမဲ့ online မှာတော့အစိုးမြင်စိတ်တွေစိုးရိမ်ပူပန်မှုတွေကတယောက်ကနေတယောက်ကို virus လို့အလွယ်တကူကူးစက်နိုင်တဲ့အားနည်းချက်ဖြစ်ပေါ်တာပေါ့ ဟုတ်ပါတယ်ဗျ
ဒါဆိုရင်ယောက်ျားလေးတွေကတော့လုံးဝမထိခိုက်ဘူးလားသူတို့ရဲ့အခြေအနေကဘယ်လိုကွာခြားပါသလဲ ရာဇာနေရဲ့ထိခိုက်မှုကတဖြည်းဖြည်းနဲ့ပိုပြီးတိမ်မွေ့စွာဖြစ်လာတာပါသူတို့က social media ကြောင့်ဖြစ်တဲ့လူမှုရေးဖိအားတွေထက်လက်တွေ့ကဘာကနေတဖြည်းဖြည်းဆုတ်ခွာပြီး digital ကဘာတဲ့ကိုပို့ပြီးဝင်သွားကြတာလား ဟုတ်ပါတယ် game ကစားခြင်း pornography ကြည့်ရှုခြင်းလိုမျိုးပေါ့ဒါတို့ the great retreat of boys လို့တော့ခေါ်ကြတယ်လေ့လာမှုတွေအရ internet gaming disorder ဖြစ်ပေါ်သူ 9% ခန့်ထိရှိတယ်လို့ဆိုပါတယ် ဒါကအထီးကျမှုကိုပိုဖြစ်စေတယ်လို့ဆိုလိုတာလားရှင် အတိအကျပါပဲဒါဟာအထီးကျမှုကိုပိုဖြစ်စေတယ်2000ခုနှစ်မှာ17တန်းကျောင်းသားတွေရဲ့ 28% ကအထီးကျန်တယ်လို့ခန်းစားခဲ့ရပေမဲ့2019မှာတော့ 35% ထိတက်လာခဲ့ပါတယ်အချို့အစွမ်းရောက်ဖြစ်ရတယ်မှာဆိုရင်ဂျပန်ကဟီကီခိုမိုရီလိုမျိုးအိမ်တဲကနေလုံးဝမထွက်တော့ဘဲလူတိုင်းဝိုင်းနဲ့အဆက်အသွယ်ဖြတ်တောက်သွားတဲ့အထိဖြစ်လာကြတယ် သူတို့ကလက်တွေ့ကဘာမှာရင်ဆိုင်ရမယ့်စိန်ခေါ်မှုတွေကိုရှောင်ဖဲပြီး virtual world တဲ့ကလွယ်လွယ်ကူကူရတဲ့အောင်မြင်မှုတွေကိုပိုနှစ်သက်လာကြတာပေါ့ မှန်ပါတယ်ဗျာ ဒီအချိန်တွေကိုကြည့်ပြီးရင်တော့မျောလင်းချက်မရှိတော့ဘူးတင်ဘောထွက်သွားပြီးလူချင်နိုင်တယ်ရှင်မိဘတိုင်းကကိုယ်ကလေးကိုဖုံးမပေးချင်မဲ့တခြားကလေးတိုင်းမှာဖုံးရှိနေတော့ကိုယ်ကလေးလူမှုရေးအရာအထီးကျန်သွားမှာဆိုလို့ပေးနေရတဲ့ချီနီမျိုးတွေပေါ့ ဟုတ်ပါတယ်ဒါကိုစုပေါင်းဆောင်ရွက်မှုပြဿနာ collective action problem လို့ခေါ်ပါတယ်လူတိုင်းကကိုယ့်အတွက်အကောင်းဆုံးလို့ထင်တဲ့ဆုံးဖြတ်ချက်ကိုချလိုက်တဲ့အခါအားလုံးအတွက်စိုးကျိုးဖြစ်လာတဲ့အခြေအနေမျိုးပါ ငါဖန်တမတိုင်းကကိုယ့်အတွက်အများဆုံးဖမ်းရင်နောက်ဆုံးမှငါမျိုးတုံသွားဘယ်လိုမျိုးပေါ့နော် ဟုတ်ပါတယ်တယောက်ချင်းစီကကိုယ်ကလေးဖုန်းမတုံးအောင်ထိန်းရုံနဲ့မရတော့ဘူးဒါကြောင့်ဒီပြဿနာရဲ့အဖြေကစုပေါင်းဆောင်ရွက်ခြင်းပဲ ကောင်းပြီဒါဆိုရင်အရန်အမြစ်ကအကြံပြုထားတဲ့စုပေါင်းဆောင်ရွက်နိုင်မဲ့ခြေခံကြတဲ့ပြုပြင်ပြောင်းလဲမှု၄ချက်ကဘာဒီလဲရှင် အဓိကအပြောင်းလဲ၄ချက်ကိုကြံပြုထားပါတယ်ဗျာတစ်ခုကအထက်တန်းမတိုင်ခင် smartphone မတုံးဆွဲရေးနှစ်ခုကအထက်16နှစ်မတိုင်ခင် social media မတုံးဆွဲရေးသုံးခုကကျောင်းများကိုဖုန်းမတုံးတဲ့နေရာများအဖြစ်တတ်မှတ်ရေး နောက်ဆုံးတစ်ခုကတော့ လေးခုကကြီးကြပ်မှုမရှိသောကစားချိန်မြဲကလေးများ၏လွတ်လပ်မှုကိုပိုမိုအားပေးရေးပါ ခဏလေးရှင်အထက်တန်းမတိုင်ခင် smartphone မသုံးရေးတို့စက်ထုံးနဲ့မတိုင်ခင် social media မသုံးရေးတို့ကဒီနေ့ခေတ်မှာတကယ်ပဲလက်တွေ့ကြရလားကလေးတွေကကြောင်းရင်စာလုပ်ဖို့တူငယ်ချင်းတွေနဲ့ဆက်သွယ်ဖို့ဖုန်းလိုနေပြီလေ ဒါကတကယ်ကိုအရေးကြီးတဲ့အချက်ပါတူတယောက်ထဲလို့လို့မရပါဘူးမိဘလေးရဲ့ချင်းချင်းကျောင်းနေနဲ့ပူးပေါင်းမှထင်မှာပါ အော်စုပေါင်းမဲလုံးဆောင်ရမှာပေါ့ ဟုတ်ပါတယ်ဥပမာအတန်းထက်ကမိဘအားလုံးကကိုယ်ကလေးလေးကိုအထက်တန်းမရောက်ခင် smartphone မပေးဖို့သဘောတူလိုက်ရင်ဘေးကလေးမှအထီးကျမှာမဟုတ်တော့ဘူးဒါကစုပေါင်းဆောင်ရွက်မှုရဲ့အစပဲ သက်ဆိုင်သူတွေအားလုံးပါဝင်ဖို့လိုတယ်ဆိုတဲ့သဘောပေါ့ စောင့်ရှောက်ရန်တာဝန် duty of care သတ်မှတ်ဖို့လိုအပ်ပါတယ် UK နိုင်ငံရဲ့ AHDC လိုမျိုးပါအင်တာနက်အရွယ်ရောက်သူအသက်ကို16နှစ်တိုးမြင့်ထားအသက်စစ်ဆေးမှုတွေကိုပိုမိုကောင်းမွန်အောင်ပြုလုပ်ထားတယ်လှုပ်ဆောင်နိုင်ပါတယ် ကျောင်းတွေနဲ့မိဘတွေအခန်းကဏ္ဍကတော့ဘလို့ပြောင်းလဲတဲ့တယ်လေ ကျောင်းတွေအနေနဲ့ဖုန်းကင်းစင်ကျောင်းများဖြစ်အောင်မုန်းနိုင်ပါတယ်ကိုလာယာတော့က Mountain Middle School ကဖုန်းတွေကိုအိတ်ထက်မှာတောက်ခတ်သိမ်းထားတဲ့စနစ်နဲ့အောင်မြင်နေတဲ့ဥပမာတစ်ခုပါ ဟုတ်ကဲ့ မိဘတွေအနေနဲ့ကတော့စိတ်ဓာတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတစ်ခုလိုအပ်တယ်စာရေးသူကလက်သမားစိတ်ဓာတ်ကနေဥယျာဉ်မှုစိတ်ဓာတ်တို့ပြောင်းလဲဖို့အကြံပြုထားပါတယ် လက်သမားကနေဥယျာဉ်မှုစိတ်ဝင်စားစရာပဲ ဟုတ်ပါတယ်ကလေးကိုလိုရင်းတဲ့ပုံစံအတိုင်းပုံသွင်းမဲ့စာသူတို့ရှင်တန်ကြီးထွားဖို့လိုအပ်တဲ့အာဟာရနေအောင်ရှိနဲ့မြေစီလွားကိုဖန်တီးပေးတဲ့ဥယျာဉ်မှုလို့ဖြစ်တဲ့လို့ဆိုပါတယ် ဆိုကလေးငယ်တွေတဲ့ဖန်တာပြီးအချင်းကိုကန်တပ်ပြီးစကြဝဠာတွေကွယ်တော့လက်တွေကမှလွတ်လပ်စွာစူးစမ်းလေ့လာခွင့်ကိုပို့ပြီးအားပေးတင်တယ်ပေါ့ အဲ့ဒါပါပဲဗျာနားလေပါပြီနီကုန်းချုံအနေနဲ့ပြောရရင်ဒီဆွေးနွေးမှုရဲ့အဓိကအချက်ကနီးပညာကိုမျက်စိမိပြီးတင်လို့မဟုတ်ပါဘူး ကလေးဘဝရဲ့အခြေခံအုံမြစ်ကလက်တွေကဘာမှာကစားခြင်းနဲ့ဖုန်းကိုအခြေခံတဲ့ digital ကဘာစီကိုပြောင်းလဲတော့တာကိုနားလည်ဖို့ပါပဲရည်ရွယ်ချက်ကတော့ကလေးဘဝကိုကဘာမျိုးပေါ်ပြန်လဲခေါ်ဆောင်လာဖို့ပါပဲ ဟုတ်ပါတယ်ဒီဆွေးနွေးမှုကိုအဆုံးတန်နေတဲ့စိတ်ဝင်စားစရာစဉ်းစားစရာတခုချမ်းခဲ့ခြင်းပါတယ်အရင်မြစ်ထဲမှာ divinity access လို့ခေါ်တဲ့အယူဆတစ်ခုပါဝင်ပါတယ် divinity access ဟုတ်ကဲ့ဒါကလူအထွေးကြုံတွေကကျွန်တော်တို့ကိုချင်းတရားပိုင်းမှာမင်းတက်စေနိုင်တယ်လို့နှိမ့်ချစေနိုင်တယ်ဆိုတဲ့အယူဆပါကျင်နာမှုတနာကျင်နာမှုအံ့ဩတုန်လှုပ်မှုလိုမျိုးအပြုမှုတွေကကျွန်တော်တို့ကိုအပေါ်ကိုဆွဲတင်ပြီးတကူကောင်းဆန်မှုရက်ဆက်မှုတွေကအောက်ကိုဆွဲချပါတယ် စိတ်ဝင်စားစရာပဲရှင်ဒီယူဆကဖုန်းကိုခြေခံတဲ့ဘဝနဲ့ဘလို့ဆက်ဆက်နေပါသလဲ
စာရေးသူကဖုန်းကိုခြေခံတဲ့ဘဝဟာကျွန်တော်တို့ကိုအဲ့ဒီ divinity access ပေါ်မှာအောက်ဖက်ကိုဆွဲချနေတယ်လို့ဆိုပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒါကကိုအာယုံစိုက်ခြင်းဒေါသထွက်လွှဲခြင်းနဲ့တိတ်ဆိတ်ငြိမ်သက်မှုမရှိခြင်းတို့ကိုအားပေးလို့ပါပဲ။ မြဲတဲ့အတိပေးချက်တွေ like တွေ comment တွေနဲ့အလို့ရှုပ်နေတဲ့အခါကိုယ့်ထက်ကြီးမားတဲ့အရာတွေအကြောင်းစဉ်းစားဖို့အချိန်မရှိတော့တာမျိုးပေါ့ အတိအကျပါပဲဒါကြောင့်နောက်ဆုံးအနေနဲ့ဒီမိခွန်းလေးကိုခြံခဲ့ခြင်းပါတယ် ဟုတ်ကဲ့ စိတ်ကျမ်းမာရေးဆိုင်ကကိန်းဂဏန်းတွေအချက်လက်တည်းရဲ့အလုံးမှာဒီ digital အပြောင်းလဲကကျွန်တော်တို့ရဲ့အန်အော်တွန်လုပ်ခြင်းတဘာဝရဲ့ကြီးကျယ်ခမ်းနားမှုကိုတန်ဖိုးထားခြင်းကိုယ့်ထက်ကြီးမားတဲ့အရာတွေနဲ့ချိတ်ဆက်နိုင်စွမ်းတွေကိုစူပေါင်းပြီးဘလို့ပြောင်းလဲနေစေနိုင်မလဲဆိုတာကိုစဉ်းစားကြည့်စေခြင်းပါတယ် ဒါဟာစိတ်ကြောင်းဟာကြီးတဲ့ပိုနှဆိုင်တဲ့လူသားဖြစ်တည်တည်မှုရဲ့အနှစ်သာရနဲ့ပတ်သက်တဲ့အမေခွန်းတစ်ခုဖြစ်ပါရဲ့ရှင်